တကြံကာလအဝေးပြေးရှင်လိုင်းများပြေးဆွဲမှုခရီးသည်များအဆင်ပြေစေရေးစီစဉ်ဆောင်ရွက်လျက်ရှိမဟာတကြံကာလအတွင်းအဝေးပြေးရင်လိုင်းများအားစီးနှင်းမဲ့ခရီးသွားပြီးပါပြည်သူများအဆင်ပြေချောမွေ့စွာသွာလာနိုင်ရန်နဲ့လက်မှတ်နှုန်းထားများအားသတ်မှတ်နှုန်းထားများဖြစ်စေရေးအတွက်ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကတည်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။မဟာတကြံကာလအတွင်းအောင်မင်္ဂလာအဝေးပြေးဝင်းနှင့်တကုတ်အေရအဝေးပြေးဝင်းရှိရင်လိုင်းများကိုစီးနှင်းမိခီးသည်များအားလက်မှတ်ဝယ်ယူရာတွင်အစီပြေစီရန်ရန်ကုန်ဒေသကြီးပုဂ္ဂလိကတည်ယူပို့ဆောင်ရေးတက်မှုကော်မတီ YRTC မှကြက်မှတ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။တကြံကာလအတွင်းမှာခီးသွားပြည်သူများလိုရာခီးကိုအဆင်ပြေချောမွတ်စွာသွားလာနိုင်ရေးအတွက်လက်မှတ်ဝယ်ယူမှုအဆင်ပြေစီရန်အတွက်ရင်းစည်းကပူမှုတောင်းခံမှုမရှိစီနော်တင့်တင့်မျှတတဲ့နှုံထားဖြင့်နော်ရက်အလိုက်မှန်ကန်စွာရောင်းချဖို့နော်ပြီးတော့တတ်မှတ်ခီးစဉ်များအတိုင်းအဆင်ပြေစွာပြီးဆွဲနိုင်စီရန်အောင်မင်္ဂလာအဝေးပြေးရေရဝင်နဲ့တကုံအေရအဝေးပြေးရေရဝင်ရင်လိုက်များမှာနော်ကျွန်တော်မှားကြားပြီးနော်ဖြစ်ပါတယ်အများပြည်သူတေပုဆောင်ရေးရင်များကိုနော်73စီလုံလောက်ကြီးနိုင်ငံတော်အကြီးအကဲခုတိုင်နော်လမ်းညွှန်ထားတဲ့တို့ကြောင့်ခီးသွားပြည်သူများအနေနဲ့မစိုးရိမ်ကြဖို့လဲတော့မှာကြားလို့ပါတယ်မဟာတကြံကာလအတွင်းမှာခီးသွားပြည်သူများအစဉ်ပြေချောမွေ့စွာသွာလာနိုင်ရေးအတွက်မော်တော်ယာဉ်များပြီးဆွဲနိုင်ရေးစီစဉ်ဆောင်ရွက်ပေးလက်ရှိပါတယ်ရင်မတော်တဆမှုမဖြစ်စေရေးနော်လမ်းခီးမှာရင်ချွေရုံမှုမဖြစ်စေရေးနော်ကျွန်တော်တို့ကြက်မှတ်ဆောင်တော့မှာဖြစ်ပါတယ်မော်တော်များပုံမှန်ရင်စီးကနှုံထားများနော်တင့်တင့်မြတာတော့ညီနှုံများဖြင့်ပြီးဆွဲနိုင်ရေးနော်ကြက်မှတ်ဆောင်တော့မှာလည်းဖြစ်ပါတယ်အောင်မင်္ဂလာအဝေးပြေးဝင်းမှာရင်လိုင်း215လိုင်းရင်စီးရေ1566စီတကုတ်အေရအဝေးပြေးမှာရင်လိုင်း103လိုင်းရင်စီးရေ924စီရှိတယ်လို့သိရပါတယ်။အောင်မင်္ဂလာရင်လိုင်းမှာရင်လိုင်းပုံ115လိုင်းရင်စီး1566စီတကုတ်အေရရင်လိုင်းမှာ103လိုင်းရင်စီး924စီရှိပါတယ်။အရန်မော်တော်ယာဉ်စီစဉ်ထားမှုအနေဖြင့်လည်းတကြံကာလအတွင်းမှာခီးစဉ်များရင်ချွေရင်ပစ်ခြင်းမမျှော်မှန်းနိုင်တဲ့ဖြစ်စဉ်များဖြစ်ပေါ်ခြင်းတို့အတွက်ရင်များအချိန်မီစီစဉ်နိုင်ရန်အလဲကျစနစ်ဖြင့်အရန်မော်တော်ယာဉ်များလည်းတော့စီစဉ်သွားမှာဖြစ်ပါတယ်။တော့ခရီးသည်ပြီးဆွဲမယ်ဆိုတဲ့တော့တတ်မှတ်တော့ရင်စီးထက်တော့ခရီးသည်ပူများလာလို့ရှိရင်တော့ခရီးသည်ဒီရဲ့လိုအပ်ချက်အတိုင်းရင်ဒီလဲတော့တူးချက်ပြီးဆွဲသွားရင်လည်းစီစဉ်ဆော်ထားပါတယ်။တကြံကာလအတွင်းခရီးသွားမိဘပြည်သူများအစီအပြေချောင်းဝဲစွာတောင်းလည်နိုင်ရေးရေမတော်တဆမှုဖြစ်စေရေးလက်ခီးတွင်ရေချုံရမှုဖြစ်စေရေးတို့ကိုတက်မှတ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။